အခုငါနဲ့ယူရွှန်းတို့ဟာဂျပန်နိုင်ငံမှာရှိတဲ့ရှေးဟောင်းပစ္စည်းလေလံပွဲတစ်ခုကိုတက်ရောက်ဖို့အတွက်လေယာဉ်နဲ့ခရီးထွက်လာခဲ့ကြတယ်။တကယ်တော့ငါတို့နှစ်ယောက်စလုံးကရှေးဟောင်းပစ္စည်းတွေကိုမျက်နှိုးတံမိုးထားတဲ့သူတွေဆိုတော့ဒီခရီးစဉ်အတွက်တော်တော်လေးစိတ်လှုပ်ရှားနေခဲ့တာ။ဒါပေမဲ့ငါတို့ရဲ့စိတ်လှုပ်ရှားမှုတွေကကြာမခံလိုက်ပါဘူး။ငါတို့ထိုင်ခုံရဲ့နောက်နားမှာကလေးတစ်ယောက်ရှိနေပြီးအဲ့ဒီကလေးကတော်တော်လေးကိုစိုးသွမ်းလွန်းတယ်။လေရင်ပေါ်မှာဟိုပြေးတီပြေးလို့ရင်းနဲ့စူညံနေုံတင်မကဘူးငါတို့ရဲ့ထိုင်ခုံတွေကိုလည်းခြေထောက်နဲ့တရက်စက်ကန်နေတာယူရွှန်းကစိတ်ရှည်လက်ရှည်နဲ့အဲ့ဒီကလေးကိုချုံမော့ပြီးတားမြစ်ခဲ့ပေမဲ့ကလေးကတော့နည်းနည်းမှနားမထောင်တဲ့အပြင်ပိုပြီးတော့တောင်ဆိုးလာခဲ့တယ်ခဏနေတော့အဲ့ဒီကလေးကယူရွှန်းဝတ်ထားတဲ့ကာဝင်းရှည်ကိုလက်နဲ့အတင်းဆွဲချလိုက်ပါလေရောယူရွှန်းခမရအဆက်တကွဲဖြစ်သွားရုံတင်မကပဲတုံလုံးချောက်ချသွားတာကိုငါတွေးလိုက်ရတယ်ဒီကလေးကငငယ်ရွယ်ရွယ်နဲ့ဒီလောက်အထိရိုင်းဆိုင်မယ်လို့ငါမထင်ထားမိဘူးယူရွှန်းကကလေးကိုဆူလိုက်တဲ့အခါမှာတော့ကလေးကငိုယိုပြီးသူ့အမေစီပြေးသွားတော့တာပဲကလေးအမေရောက်လာတဲ့အခါမှာတော့ငါတို့ကကလေးရဲ့အပြုတ်မှုကိုရင်ရင်ကြေးကြေးပဲရှင်းပြခဲ့တယ်ဒါပေမဲ့ကလေးအမေကတော့သူ့ကလေးကိုစုံမရမဲ့အစားငါတို့ကိုပြန်ပြီးအော်ဟစ်ဆဲဆိုတော့တာပဲငါကလေးကကလေးပဲရှိသေးတာသူပါလုံးမင်းတို့ကတီးခံရမှာပေါ့ဆိုတဲ့ပုံစံမျိုးနဲ့ငါတို့ကိုရိုင်းဆိုင်တုတ်ပြန်ခဲ့တယ်သူ့အမေကယူရွှန်းရဲ့ဝစ်စားစင်ရင်မှုကိုတောင်ဝေဖန်ပြီးမင်းတို့လိုမိန်းမတွေဒီလိုဝစ်လို့ငါသားကဆွဲတာပေါ့ဆိုတဲ့အထိအောက်တန်းကြပြောလာခဲ့တယ်ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာငါရဲ့စိတ်ရှည်မှုတွေအကုန်ဆုံးသွားခဲ့ပြီဒီလိုတာဝန်မဲ့တဲ့မိဘနဲ့စိုးသွားတဲ့ကလေးကိုငါဒီအတိုင်းလွတ်ထားလို့မရတော့ဘူးငါချက်ချင်းပဲလေရင်မယ်တွေကိုခေါ်ပြီးဒီကလေးရဲ့အပြုတ်မှုတွေနဲ့ကလေးအမေရဲ့ရိုင်းဆိုင်မှုတွေကိုတိုင်ကြားလိုက်တယ်လေရင်ပေါ်ကစီကန်းတွေကိုချိုးဖောက်တာအခြားခရီးသည်တွေကိုနှောက်ယှက်တာတွေအတွက်သူတို့မှတာဝန်ရှိကြောင်းငါပြတ်တသားပြောလိုက်တယ်နောက်ဆုံးမှာတော့လေရင်မယ်တွေကသူတို့ကိုတတိပေးချက်တွေထုတ်ပြန်ခဲ့ရပြီးလေရင်ဆင်းတဲ့အခါမှာလည်းလုံခြုံရေးတွေနဲ့ဖြည့်ရှင်းရမယ်လို့ပြောလိုက်မှသူတို့သားအမိငြိမ်သွားကြတော့တယ်ဒီနေ့ခရီးစဉ်ကတော့တကယ်ကိုစိတ်ပျက်စရာကောင်းတဲ့လူတွေနဲ့ဆုံခဲ့ရတာပဲဗျာငါတို့ကအကျိုးအကြောင်းနဲ့ပြောပြပေမဲ့ကလေးအမေကတော့ထုံးစံအတိုင်းပဲကလေးပဲဥစ္စာဘာဖြစ်လဲဆိုတဲ့ပုံစံမျိုးနဲ့ငါတို့ကိုပြန်អော်တယ်ပိုဆိုးတာကသူကငါတို့ကိုကြည့်ပြီးမင်းတို့လိုလူမျိုးတွေကဒီစီးပွားရေးသမားခန်းမှာထိုင်နိုင်မှာမဟုတ်ဘူးတခြားလူရဲ့လက်မှတ်ကိုခိုးလာတာလားဆိုပြီးတော့ဆွဆွဲလာတာသူကသူ့ကိုယ်သူပတ်စံရှိတဲ့သူလို့ထင်နေပြီးငါတို့ကိုအထင်သေးတဲ့စကားလုံးတွေတရားဆက်ပြောနေခဲ့တယ်ဒီကြားထဲမှာလေရင်မဲ့တချို့ကလည်းကူညီဖို့နေတာကလေးအမေဘက်ကနေရက်တီးပြီးငါတို့ကိုအထင်သေးတဲ့အကြည့်နဲ့ကြည့်နေကြတာငါမှယူရွှန်းကိုကြည့်ပြီးတော်တော်လေးစိတ်မကောင်းဖြစ်မိတယ်မင်းကလေးတယောက်ကိုအခုလိုလူပုံအလဲမှာစော်ကားနေတာကိုငါဒီအတိုင်းကြည့်မနေနိုင်တော့ဘူးငါအေးဆေးဆေးပဲထိုင်နေရကနေထားလိုက်တယ်ပြီးတော့အဲ့ဒီအမျိုးသမီးကိုတက်ကြည့်ပြီးမင်းရဲ့ကလေးကိုမဆုံးမရင်ငါကိုယ်တိုင်ဆုံးမပေးမယ်လို့ပြောလိုက်တယ်သူငါ့ကိုစင်းရဲသားလို့ခေါ်လိုက်တဲ့အချိန်မှာငါရဲ့တကယ်အရှိန်အဝါကိုထုတ်ပြဖို့ဆုံးဖြတ်လိုက်ပြီးငါလေရင်အမှုထမ်းကောင်းဆောင်ကိုခေါ်ခိုင်းလိုက်တယ်ငါရဲ့အဆင့်တန်းနဲ့ဒီလေရင်လိုင်းပေါ်မှာငါရဲ့ဩဇာဘယ်လောက်ရှိလဲဆိုတာသူတို့မသိသေးဘူးအဲ့ဒီအချိန်မှာယူရွှန်းကငါ့ကိုအားကိုးတကြီးနဲ့ကြည်နေတာကိုတွေ့တော့ငါစိတ်ထဲမှာသူ့ကိုကာကွယ်ပေးရမယ်ဆိုတဲ့စိတ်ကပိုပြင်းထန်လာတယ်ဒါပေမဲ့ငါကတော့လွယ်လွယ်နဲ့လွတ်ပေးဖို့အစီအစဉ်မရှိဘူးဂျပန်ကိုရောက်တဲ့အထိဒီပြဿနာကပြီးဦးမှာမဟုတ်ဘူးဆိုတာသူတို့သိသွားစေရမယ်လေရင်ပေါ်မှာအေးဆေးဆေးခီးသွားနေတော့စူညံတန်တွေကြောင့်ဖေးကျုံတယောက်ထွက်လာကြည့်ရကနေဇလန်းကစတာပဲလေရင်မယ်လေးကတော့အာနာကြီးနဲ့ရိုးတန်းကခီးတဲ့တယောက်ပြဿနာရှာနေလို့ရှင်းနေရကြောင်းလာတောင်းပန်ရှာတယ်အဲ့ဒီပြဿနာရှာနေတဲ့သူကတော့မောက်မာလှတဲ့ရှုမိသားစုကအမျိုးသမီးကြီးပဲသူကဖေးကျုံကိုမြင်တာနဲ့ဒီလူကိုလေရင်ပေါ်ကအမိပြက်စရင်တွင်းခိုင်းမယ်ဆိုပြီးကျင်းဝါနေတာသူကသူ့ကိုယ်သူဟောင်ရွင်းလုပ်ငန်းစုရဲ့ဥက္ကဋ္ဌကတော့ဆိုပြီးဂုံမောက်နေတာကိုငါနဲ့ငါဘေးကမိန်းကလေးကိုလည်းဒီကောင်မနဲ့ဒီကောင်ကလူပါဝနေတာဆိုပြီးရန်လုပ်တော့တာပဲဒါပေမဲ့ဇက်ရှိန်ကတက်လာပြီဖေးကျုံကငါ့ကိုမြင်ချင်းမှာပဲလူချင်းမားတာလားလို့ထင်ရလောက်အောင်လက်ဆွဲနှုတ်ဆက်ပြီးအယိုအသေးပေးတော့တာပဲတကယ်တော့သူကလေရင်ရောင်းတဲ့သူတယောက်ပါတဲ့ငါ့ကိုမှတ်မိနေပြီးကျေးဇူးတင်ပါတယ်ဥက္ကဋ္ဌကြီးလို့တောင်ခေါ်လိုက်သေးတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ရှုအမျိုးသမီးကြီးနဲ့လေရင်မယ်လေးတို့ကတော့ပါဆက်အဟောင်းသားနဲ့စွန့်သွားတာပေါ့သူတို့အထင်သေးခဲ့တဲ့ငါကဒီလောက်ကုန်ရှိတဲ့သူဖြစ်နေမှန်းသူတို့ပဲသိပါမလဲအမျိုးသမီးကြီးရဲ့သားဖြစ်သူကမေမေဒီအတုံးမကြတဲ့သူကိုဖေးကျုံကဘာလို့ဒီလောက်ရိုသေနေတာလဲလို့မေးတော့မှအမေလို့သူကလည်းအထိတ်တလန့်နဲ့သူ့သားကိုပါရိုက်ပြီးတားရတော့တယ်ဖေးကျုံကငါ့ကိုအထူးတန်းစီပြောင်းရွှေ့ပေးဖို့ကမ်းလှမ်းပေမဲ့ငါကတော့ညှင်းလိုက်တယ်အဲ့ဒီအမျိုးသမီးကြီးရဲ့မျက်နှာကိုမြင်နေရရင်စိတ်နှောက်ယှက်ဖြစ်လို့လေအဲ့ဒီမှာတင်ဖေးကျုံကရပါတယ်ဥက္ကဋ္ဌကြီးဒီအမျိုးသမီးကိုလေရင်လိုင်းအားလုံးရဲ့အမိပြက်စရင်နဲ့ထည့်လိုက်ပါမယ်လို့ပြောလိုက်တဲ့အခါမှာတော့အမျိုးသမီးကြီးတယောက်ဒူးထောက်ပြီးတောင်းပန်ရတဲ့အထိဖြစ်သွားတာပေါ့လေရင်ပေါ်ကမောက်မာတဲ့အမျိုးသမီးကြီးကိုပညာပေးပြီးတဲ့နောက်ငါတို့တတိုက်ဂျပန်နိုင်ငံနာဂိုယာလေဆိပ်ကိုချောချောမွေ့မွေ့ဆိုက်ရောက်ခဲ့ကြတယ်ဖေးကျုံကတော့ငါ့ကိုအဆအရာရာအဆင်ပြေအောင်လိုက်လံကူညီပေးနေတာပေါ့ငါဂျပန်ကိုလာရတဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်တရုတ်နိုင်ငံရဲ့ရှေးဟောင်းပစ္စည်းတွေကိုလေလံပွဲမှာပြန်လည်သိမ်းပိုက်ပြီးမိခင်နိုင်ငံစီပြန်ယူဆောင်သွားဖို့ပါပဲဒါပေမဲ့အောင်မြင်မှုနောက်မှာအနေရကကပ်ပါလာစမြဲပဲငါရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေတဲ့ရန်သူတွေရှိနေတယ်အဲ့ဒါကတော့ဂျပန်မှာနာမည်ကြီးတဲ့ရှေးဟောင်းပစ္စည်းဝါသနာအိုးကြီးတာခါဟာရှိပဲသူကတရုတ်ရှေးဟောင်းပစ္စည်းတွေကိုအလွန်မတ်မောသလိုသူလိုချင်တာရဖို့ဆိုရင်ဘလို့နီလန်းမျိုးနဲ့မဆိုအရယူတတ်တဲ့လူယုံမာတယောက်
သူကငါ့ကိုသတိထားဖို့သူ့ရဲ့လက်သက်မွေးတပည့်မလေးယူမီကိုစေခိုင်းလိုက်ပြီဒီယူမီဆိုတဲ့ကောင်မလေးကတာမန်တော့မဟုတ်ဘူးသူကအလှပရင်မလေးလိုချုံမောပေမဲ့တကယ်တော့အစိတ်ပြင်းတဲ့ဝက်ဖဲတစ်ချက်ပဲသူကငါရဲ့လှုပ်ရှားမှုတိုင်းကိုအမောက်တဲကနေခြေရခံနေပြီးငါစီကပစ္စည်းတွေကိုလူယူဖို့ဒါမှမဟုတ်ငါ့ကိုအပြက်ရှင်းဖို့အခွင့်အရေးချောင်းနေတာတစ်ဖက်မှာလည်းငါနဲ့အတူပါလာတဲ့မင်းသမီးလေးရှင်းရန်ကတော့ငါ့ကိုတဖြည်းဖြည်းနဲ့ပိုပြီးယုံကြည်အားကိုးလာတာတွေ့ရတယ်လေစိတ်ကနေတက္ကစီစီးဖို့ပြင်တဲ့အခါမှာတော့ဂျပန်ယန်းငွေစမတန်တောင်းတဲ့တက္ကစီသမားကိုငါကပညာသားပါနဲ့တုတ်ပြန်လိုက်ပုံကရှင်းရန်ရဲ့ရင်ကိုလှုပ်ခတ်သွားစေခဲ့တယ်ထင်ပါရဲ့90ရာခိုင်နှုန်းတောင်သဘောကျမှုတိုးလာတဲ့ဆိုတဲ့စနစ်ရဲ့အတိပေးချက်ကငါအတွက်တော့အားစေးတစ်ခွက်ပါပဲဒါပေမဲ့အပန်းဖြေဖို့အချိန်မရှိသေးဘူးငါရေသွားဝယ်တဲ့အချိန်မှာယူမီကငါရဲ့အနောက်မှာအရေးလိုကပ်ပါလာပြီးအစိတ်ပါတဲ့လက်စွပ်နဲ့ငါ့ကိုတိုက်ခိုက်ဖို့ပြင်နေပြီးငါကတော့ဒါကိုမတိကျင်အောင်ဆောင်ပြီးသူ့ကိုဘလို့ပြန်ပြီးပညာပေးရမလဲဆိုတာစိတ်ကူးရင်နေတော့ပဲ